လူသူမနီးတဲ့တောနက်ထဲကဓာတ်ခွဲခန်းတစ်ခုတွင်မျိုးရိုးဗီဇပြောင်းအစမ်းသက်ခံကလေးငယ်တွေအားလုံးကိုနောက်ပိုင်းအန္တရာယ်ရှိလာနိုင်တယ်လို့ယူဆရတာကြောင့်စမ်းသပ်ချက်အထောက်အထားတွေတစ်ခုမှမကျန်အောင်ကလေးငယ်တွေအားရှင်းပြဖို့အထက်ကအမိန့်ချထားပါတယ်။အဲဒီလိုရဆက်ဆက်ရှင်းပြနေတဲ့ကြားကနေအားလုံးထဲမှာစွမ်းအားရောဉာဏ်ရည်ပါကွဲထွက်နေတဲ့ရှင်နေရွယ်ဂျာယွန်းဆိုတဲ့ကလေးမလေးပျောက်သွားလို့အမဲလိုက်ခွေးတွေနဲ့လူအုပ်ကြီးကနောက်ကလိုက်လာကြပါတယ်။လက်ခွဲကမ်းမှာကျန်နေခဲ့တဲ့ကလေးတွေထဲမှာတယောက်ကမသိမရှင်ဖြစ်နေတာမို့ခေါင်းကိုမသိမချင်းရိုက်ဖို့ဗမောက်ကကြီးကမှာသွားပါတယ်။ဂျာယွန်းကိုမမိခဲ့ဘူးဆိုပေမဲ့သူ့လိုပဲနောက်ကထွက်ပြေးသွားတဲ့ကလေးတယောက်ကိုတော့မစ္စတာချွိုက်တို့ကဖမ်းမိလာခဲ့ပြီးဟိုကောင်မလေးလွတ်သွားလားဆိုတဲ့ဗမောက်ကကြီးရဲ့မိကုန်းကိုတာမန်ကလေးတွေမဟုတ်ဘူးလို့တုံ့ပြန်ပါတယ်။လောလောဆယ်အထက်ကရုံးချုပ်ကိုတော့လက်စားတက်ပြီးပြီလို့ပဲလိန်ထားရမှာဖြစ်လို့ဝေဝေးလန်လန်ပြေးတိုင်းမှာမဟုတ်တဲ့ဂျာယွန်းကအဲ့ဒီတောထဲမှာတင်ပြေးရင်တေသွားလိမ့်မယ်ဆိုတဲ့ဗမောက်ကကြီးရဲ့စကားကိုအဲ့ဒီလိုလွတ်ထားလိုက်ရင်ပြဿနာပိုကြီးလာနိုင်တယ်မဟုတ်ဘူးလားလို့ပြန်မေးပါတယ်။ရှင်းနေတာရှိသေးတဲ့အဲ့ဒီကလေးမအတွက်စိတ်ပူမနေဘူးပဲမာသွားကတစ်ဖက်မှာတော့ဝီလီဝီလင်းအချိန်ကြီးယာရဲဆင်းဖို့ပြင်ဆင်နေတဲ့လေသမားကြီးတယောက်ကတွေးတွေဘလပွားနဲ့လဲကျနေတဲ့ဂျာယွန်းကိုလှမ်းမြင်လိုက်တာမို့အမြန်ပဲလာပြီးပွေခေါ်သွားပါတယ်။ကလေးမရှိတဲ့တရားတွေကထင်ထားသလောက်မများတာမို့စိတ်မပူဖို့ပြောလာတဲ့ဆရာဝန်ကမညံနေပြန်ရမလားဆိုတာတော့မသိကြဘူးလို့ပြောပါတယ်။ဒါနဲ့သူတတိပြန်ရလာရင်ဘလို့စီစဉ်ကြမှာလဲလို့ဆရာဝန်ကထပ်မေးနေတာကြောင့်ဂျာယွန်းကိုခေါ်လာတဲ့မစ္စတာဂူးကဘေးကိုခေါ်ထုတ်သွားပြီးကြံနေခဲ့တဲ့ဇနီးဖြစ်သူကတော့ဒဏ်ရာတွေနဲ့သတိမေ့နေသူဂျာယွန်းလေးကိုဂယုဏသက်စွာစိုက်ကြည့်နေပါတယ်။ဒီလိုနဲ့10နှစ်ကြာပြီးတော့တဲ့နောက်ဖခင်ရဲ့နွားတင်းကုတ်ကနွားလေးတွေကိုအစာမကျွေးရတာ2ရက်တောင်ရှိနေပြီမို့ဂျာယွန်းကနွားစာအကျွေးသွားဝယ်နေပါတယ်။ဒါပေမဲ့အယောင်တွေကပါအခြေအနေတွေကမကောင်းဖြစ်နေတာကြောင့်ဆိုင်ရှင်ကမရမကညင်းနေချိန်ဂျာယွန်းကိုတစ်ဖက်သက်ကြိုက်နေတဲ့သူ့ရဲ့သားကကားပေါ်ကိုနွားစာတွေဇွတ်တင်ပေးနေတာမို့ချက်ချင်းပဲတွားတာပေမဲ့နောက်လာမှပေါင်းယူဖို့ပြောပြီးကောင်မလေးကကောင်းမောင်းထွက်သွားပါတယ်။ဂျာယွန်းတယောက်တချင်းတေးနဲ့အိမ်ပြန်ရောက်လာချိန်နွားစာကျွေးနေတဲ့မွေးသားဖခင်ကိုကူညီဖို့လုပ်ပေမဲ့နေတဲ့သားမစားတဲ့နေအမေကိုပဲတွားကြည့်ဖို့ပြောတာကြောင့်အထဲဝင်လာပါတယ်။အဲတိုင်းမှာယောဂခံစားနေရတဲ့မိခင်ကသူ့လှုပ်ထားတာတွေကိုမေ့ပြီးပြောချင်တာတွေပြောနေတာမို့ဂယုဏသက်စွာပြန်ကြည့်လိုက်ရင်အလိုက်အထိုက်ပဲပြန်ပြောလိုက်ရပါတယ်။ညသာထွင်းဝိုင်းမှာတော့နွားဈေးတွေကစက်တိုက်ဆိုလိုကျဆင်းနေတာမို့မွေးမြူရေးလုပ်ငန်းတွေမှာထိခိုက်မှုတွေရှိလာကြောင်းကြေညာနေတဲ့သတင်းကိုကြည့်ရင်နွားနေနေလောက်ထုတ်ရောင်းရင်ကောင်းမလားလို့တွေးမိနေကြောင်းဖခင်ကစကားဆပါတယ်။ဒီလောက်ထိဈေးနေရမို့အများကြီးရှုံးမှာပေါ့လို့ဂျာယွန်းကဝင်ထောက်ပေမဲ့အငတ်နေတာထက်ဆိုင်တော့အဆင်ပြေပါတယ်လို့ဆိုပါတယ်။ညာရီယာဝင်ကနီးရေမိုးချိုးပြီးချိန်ထူးထူးဆန်းဆန်းခေါင်းကပေါက်ကွဲမတက်ကြိုက်လာပြီးခဏနေမှပြန်သက်သာသွားပါတယ်။ဂျာယွန်းကသူမခံစားနေရတဲ့ဝေဒနာကိုခဏထားလို့အမေဖြစ်သူခံစားနေရတဲ့အဲတိုင်းမှာယောဂနဲ့ပတ်သက်ပြီးဆောင်းရန်တွေကိုရှာဖွေလေ့လာနေရင်ငငယ်ကအတူရိုက်ခဲ့တဲ့သူတို့သားမီးနှစ်ယောက်ဓာတ်ပုံလေးကိုတစ်ချက်လမ်းကြည့်လိုက်ပါတယ်။နောက်ရဲ့အကြောင်းကအပြန်အချစ်ဆုံးတငယ်ချင်းလေးဖြစ်တဲ့မြောင်ဟီးနဲ့ဆုံးတော့နွားစာလာဝယ်တုန်းကကားမောင်းသွားတာကိုသူမအဖေရဲမှုကြီးကမြင်လိုက်တာကြောင့်အသက်မပြည့်သေးပဲကားမောင်းတာကတရားမဝင်ဘူးလို့သတိပေးတဲ့အခါနေအဖေကသူသမီးရဲ့အချစ်ဆုံးတငယ်ချင်းကိုတော့ဖမ်းလောက်မယ်မထင်ဘူးလို့ဆဆနောက်တုံ့ပြန်ပါတယ်။ဖက်စကားပေါ်ရောက်တော့နင်းပတ်စံလုံနေတာမလားလို့မေးလာတဲ့မြောင်ဟီးကစုကြေး1.5 မီလီယံတောင်ပေးမဲ့အဆိုပြိုင်ပွဲတစ်ခုကြောင်းရှင်းပြနေပါတယ်။အမေဖြစ်သူခံစားနေရတဲ့ဝေဒနာကိုကုသပေးဖို့ဘာမှထွေထွေထူးထူးစဉ်းစားမနေတော့ပဲနောက်ရက်ပြိုင်ပွဲစီတန်းရောက်လာတဲ့ဂျာယွန်းကိုအကြောင်းလုံးမှာစားတော်သုံးလို့ကြားခဲ့ရတာကြောင့်ရုပ်လေးလဲချော်စားလဲတော်တဲ့အပြင်အဆိုပါကောင်းနေရင်တော့မတရားတော့ဘူးနော်လို့ဒိုင်းကစားနောက်ပါတယ်ထင်ထားတဲ့အတိုင်းအဆိုပြိုင်ပွဲပထမအဆင့်မှာလည်းအမှတ်အများဆုံးနဲ့ကြော်ဖြတ်နိုင်ခဲ့တာမို့နောက်တစ်ဆင့်ကိုစိုးမျိုးထိတွားရောက်ရှင်ပြန်ရမှာဖြစ်ပြီးမြောင်ဟီးကတော့ဝမ်းသာလို့မဆုံးဖြစ်နေပါတယ်ဂျာယွန်းပြိုင်ပွဲဝင်ထားတဲ့ဗီဒီယိုကိုကြည့်ရင်ငငယ်လေးတွေကအတန်ကောင်းတယ်လို့သမီးဖြစ်သူကိုဝိုင်းချီးကျူးနေကြတော့ထူးခြားတဲ့တခြားရေချင်းရောရှိသေးတယ်လားဆိုတဲ့ဒိုင်တွေရဲ့မိကုန်းကြောင့်မိဘနှစ်ပါးကိုတစ်ချက်လမ်းကြည့်လိုက်ပါတယ်။အဲ့ဒါနဲ့ဒိုင်တွေကလှုပ်ခိုင်းတဲ့အခါဂျာယွန်းလှုပ်ပြလိုက်တဲ့အရာကြောင့်ဖခင်ကမျက်နှာအနှဲငယ်ပြတ်သွားပြီးအမေဖြစ်သူကဘလို့လှုပ်လိုက်တာလဲမေးနေတော့ဖုံးသိမ်းတစ်လုံးဝင်လာပါတယ်။မြောင်ဟီးကထားကင်လိုက်ပြီးမဲ့တစ်ဖက်ကစကားတခွန်းမှတုံ့ပြန်မလာတာကြောင့်ဂျာယွန်းတို့တားဖတော်တွေကစိုးရိမ်နေကြီးလမ်းကြည့်နေကြပါတယ်။လူတွေကသူတို့ထက်ထူးခြားတဲ့သူတွေကိုဆိုလက်မခံနိုင်ကြပဲနာမည်ကြီးနေတဲ့သမီးဖြစ်သူဟာစိုးရိမ်နေတဲ့မိခင်ကအမေတို့ကိုစိုးခေါ်တော့မှကြောက်တယ်လို့ဆိုနေတာကြောင့်အမေတို့နဲ့တသက်လုံးနေသွားမယ်လို့ဂရုပြန်ပေးပါတယ်။အဲ့ဒီညမှာလဲကလတိတ်ကလမောအိပ်ပျော်နေတဲ့မြောင်ဟီးရဲ့ဘေးမှာမိသားစုဓာတ်ပုံလေးကိုယူကြည့်နေတဲ့ဂျာယွန်းကအရင်တစ်ခါကလိုပဲခေါင်းကပေါက်ကွဲတော့မတက်ပြန်ကြိုက်လာပြီးသူတို့အိမ်ကိုလာဆောက်ကြည့်နေတဲ့လူတစ်ယောက်အားအယုံထဲမှာမြင်လာပါတယ်။အဆိုပြိုင်ပွဲဒုတိယအဆင့်ကိုရှင်ပြိုင်မှုဂျာယွန်းတို့တငယ်ချင်းနှစ်ယောက်ကထရက်ကာနီးရထားပေါ်ကိုပြေးတက်လာကြပြီးပြိုင်ပွဲမှာအောင်မြင်သွားရင်အကျိုးအမြတ်တွေကို90%စီခွဲမယ်လို့မြောင်ဟီးကစားနောက်နေရင်အိုက်ဆာသာနဲ့ကျဲဥပြုတ်စားနေကြပါတယ်။အဲ့ဒီချိန်မျက်နှာချင်းဆိုင်ခုံမှာထိုင်နေတဲ့ခုံကြောင်ဆိုတဲ့လူငယ်တယောက်ကသူတို့စကားပြောနေတဲ့ကြားဝင်ကြီးနေတာမို့သူတို့ကိုတီးလို့လာမေးတဲ့အခါကောင်းကောင်းကြီးတီးတာပေါ်လို့တုံ့ပြန်လာပါတယ်။
အဆိုပြိုင်ပွဲကနေတည်တာမလားဆိုတဲ့မြောင်ဟီရဲ့စကားကိုအေးမလို့ပဲစုံမလေးလိုပါဂျာယွန်းကိုနာမည်တက်ခေါ်နေတာမို့လူမားနေတာမဟုတ်ဘူးလားလို့ပြန်မေးတဲ့အခါသူ့ကိုတုံ့ပြန်လာမလားဆိုပြီးပါရိုက်ဖို့အထိအားနဲ့ရွယ်လိုက်ပြီးမဲ့ကောင်မလေးကမတုံ့ပြန်တဲ့အပြင်မျက်ရည်တွေပါကျလာတာမို့တကယ်များလူမားနေတာလားလို့ဆိုပါတယ်အဲ့ဒီချိန်မြောင်ဟီကအော်လိုက်တာမို့ထပ်တွေ့ကြမယ်လို့နှုတ်ဆက်ပြီးဂုံကြားကထွက်သွားပါတယ်ယထာကလိုင်ကောင်းနဲ့ဖြတ်တန်းနေချိန်တစ်ဖက်ယထာတွေကနေကူးလာတဲ့ဂုံကြားအားဖုံပြောရင်လာတဲ့လူတစ်ယောက်ကဝင်တိုက်မိသွားတာကြောင့်လှည့်ပြီးဆဲဆိုလိုက်တဲ့အခါခဏနေမှဖုံပြန်ခေါ်လိုက်မယ်ဆိုတဲ့အဲ့ဒီဘဲအားဖုံပြန်ခေါ်နိုင်တော့မယ်မထင်ဘူးလို့ဆိုရင်ဘာတန်မတောင်မထွက်နိုင်အောင်အဆုံးသက်ပေးလိုက်ပြီးယထာဝင်ပေါက်ကနေပြစ်ချလိုက်ပါတယ်ကြိုင်ပွဲစားနေတဲ့အချိန်မှာရောက်သွားတဲ့ဂျာယွန်းကသူမအလဲရောက်လာတော့အကောင်းဆုံးရှင်ပြိုင်နေပြီးအဲ့ဒီဓာတ်ရိုက်ထုံးလင်းမှုကိုမစ္စတာချွိုင်းနဲ့ပါမောက္ခကြီးတို့ကကြည့်နေရင်ငယ်ငယ်ကသူတို့လက်ထဲကနေလွတ်မြောက်သွားတဲ့ကလေးမဆိုတာကိုအတည်ပြုနေကြပါတယ်။ကြိုင်ပွဲဝင်အားလုံးရဲ့ရှင်ပြိုင်မှုပြီးသွားတဲ့အခါနောက်ဆုံးအဆင့်ကိုတက်ရောက်ခွင့်ရရှိသွားမဲ့သူကိုရွေးထုတ်တော့မှကြောင့်အကဲဖြတ်တိုင်းတွေနဲ့ကြီးစုသူတွေထံကနေမဲအမြောက်များစွာရရှိခဲ့တဲ့ကျောင်းသူလေးဂျာယွန်းလို့ကြေညာလိုက်တာမို့တငယ်ချင်းတစ်ယောက်ပွဲခံရင်အပြင်ထွက်လာကြပါတယ်။ရုတ်တရက်ဂျာယွန်းရဲ့ခေါင်းကိုက်ဝေဒနာကပြန်ပေါ်လာတာမို့တန့်စင်ကန်နဲ့အမြန်ဝင်လာလိုက်ပြီးအရင်ကဒီခေါင်းကိုက်ဝေဒနာနဲ့ပတ်သက်လို့စေကံပြကြည့်တော့ကအင်းရဲ့အခြေအနေကိုတော့နားလည်ပေမဲ့ဒီကိစ္စအတွက်အင်းကိုအတိပေးတင်ကြောင်းဒေါက်တာကအကြံပေးပါတယ်ပြီးတော့ဒီလိုသာဆက်သွားရင်အများဆုံး2လ3လလောက်သာနေရတော့မှာဖြစ်ပြီးပြီးပါအရင်းတွေစီကနေရိုးရင်းချင်းစီအစားထိုးကူးသားမှပဲရတော့မယ်လို့ဆိုပါတယ်တန့်စင်ကန်တွေကဂျာယွန်းတယောက်နှာခေါင်းသွေးတွေပါရှမ်းလာနေပြီးမြောင်ဟီကအပြင်ကနေစိတ်ပူနေပါတယ်တတ်တာသွားတဲ့အချိန်ရောက်မှနှစ်ယောက်သားအပြင်ပြန်ထွက်လာရင်တက်စီငားဖို့လမ်းမေးမှာစောင့်နေကြချိန်မစ္စတာချွိုင်းရဲ့လက်အောက်ခံလူမိုက်အဖွဲ့ကအမဲအောင်ကားနှစ်စီးနဲ့အနားရောက်လာပါတယ်။ညနာမှာအမယုတ်ကြီးနဲ့ဘဲကဂျာယွန်းဟုတ်တယ်မလားလို့မေးခွန်းထုတ်ရင်အစကတော့စကားကောင်းကောင်းပြောနေတယ်ဆိုပေမဲ့နောက်ပိုင်းမှာဘေးနာကဝိုင်းလိုက်ကြတာမို့တွေ့ရတက်စီပေါ်မြောင်ဟီကဇွတ်ဆွဲခေါ်ပြီးတက်လိုက်သွားကြပါတယ်။အဲဒီကနေတဆင့်ဆိုးကနေယထာနဲ့လိုက်လာကြပြီးသူတို့ရဲ့မြို့ငယ်လေးစီကိုရောက်လာတော့ဘတ်စကားစောင့်နေကြတော့မြောင်ဟီကဘေးနာကိုဖုံးထွက်ပြောနေတဲ့အချိန်ယထာပေါ်မှာတွေ့ခဲ့တဲ့ဂုံကြားကကားတစ်စီးနဲ့အနားရောက်လာပြန်ပါတယ်အစားကတော့ဟိုကောင်ဘာပြောဂျာယွန်းကတခွန်းမှမတုံ့ပြန်မိမဲ့အိမ်မှာရှိတဲ့မိဘတွေကအသက်တွေလည်းကြီးနေပြီမို့တေးသွားလဲဘာမှမထူးဘူးမလားလို့ဆိုပြီးအိမ်ကိုမြန်မြန်ပြန်ရင်ပိုကောင်းမယ်လို့မှကထွက်သွားပါတယ်အဲစကားကိုကြားပြီးချင်းအမြန်ပြန်မို့လိုတာမို့ဂျာယွန်းကတက်စီဂိတ်ရှိရထံပြေးသွားကနောက်ကနေလမ်းအောင်နေတဲ့မြောင်ဟီကိုတော့နေအဖေကိုဖုံးဆက်ပြီးအိမ်ကိုမြန်မြန်သွားပေးဖို့ပြောခိုင်းပါတယ်အဲ့ဒီမိုးရွာကြီးတဲ့ခုံကြတို့ကဂျာယွန်းတို့အိမ်သားရောက်လာတော့နောက်ကနေမြောင်ဟီရဲ့အဖေရဲကားကလည်းရောက်လာတာမို့ထူးထူးဆန်းဆန်းလာရဲနေတဲ့ကားကိုစစ်ဆေးကြည့်ပါတယ်အတော်လေးကြာပြီးမှဂျာယွန်းတို့ကတက်စီနဲ့ရောက်လာကြချိန်မြောင်ဟီအဖေရဲ့ကားတစ်စီးသာတွေးခဲ့ရပြီးအိမ်ထဲကိုလမ်းကြည့်ပြန်တော့လေတကားတွေလည်းပိတ်မီးတွေပါမဖွင့်ထားတာကြောင့်တော်လေးစိတ်ပူမိသွားတဲ့ဂျာယွန်းတို့နှစ်ယောက်သာအထဲကိုအပြေးလာကြည့်တဲ့အခါအထဲမှာထိုင်နေကြတာကိုမြင်လိုက်ရပါတယ်ဒီတော့ဘာလို့မီးပိတ်ထားရတာလဲမေးတဲ့အခါမီးကလုတ်ပြက်လို့ပြင်းနေတာဖြစ်ပြီးမိုးတိတ်လို့မြောင်ဟီတို့သားဖားတွေပြန်တော့မဲ့အချိန်ရောက်မှခဏနေကဒီနားမှာလူစိမ်းတွေရောက်နေကြောင်းနဲ့စစ်ဆေးကြည့်ပြန်တော့လဲဘာမှထူးခြားတာမရှိဘူးဆိုပေမဲ့စိတ်ထဲတော့တမျိုးကြီးခံစားနေရတယ်လို့ရဲမှုကြီးကပြောသွားပါတယ်။ရောင်ယုံရဲ့ကိစ္စကိုအလဲမကြခင်ဂုံကြတို့အဖွဲ့ကဘာမောက်ခကြီးနဲ့လက်တွဲလုပ်ကိုင်ခဲ့မှုတဲ့ဒေါက်တာဒိုးဆိုသူအားအတိတ်ကဓာတ်ခွဲခန်းစီမံကိန်းတွေကိုတည်ထားတဲ့သူမို့သူရောမိသားစုပါမချမ်းအဆုံးသတ်ခံလိုက်ရပါတယ်။အိမ်မီလောင်ပြီးဒေါက်တာတို့မိသားစုရဲ့အလောင်းတွေကိုတွေးခဲ့ရတဲ့တဲ့ရင်အားဖက်ကြည့်နေတဲ့ပေါမောက်ခကြီးကမစ္စတာချွိုက်ကိုခေါ်တွေ့ကသူ့အတွက်ဂုံကြတို့အဖွဲ့နဲ့တင်အလုပ်ဖြစ်နေပြီမို့ခရီးလေးပါလေးထွက်ကအလုပ်ကနေအနားသွားယူဖို့ပြောပြီးယာရုကနေဖြုတ်ချခြင်းကြောင်းတွဲဝိုက်ပြီးပြောလာပါတယ်အသက်ကလည်းကြီးဆေးဝါးဆိုင်ရာဘေးရွက်ဆိုးကျိုးတွေပါခံစားနေရတဲ့မစ္စတာချွိုက်ကိုနေ့20လောက်တောင်အလုပ်လုပ်လာပြီးမို့အနားယူတော့ဖို့ပဲစွပြောနေတဲ့ပေါမောက်ခကြီးအားမစ္စတာချွိုက်ကလည်းမကြေမနက်ဖြစ်နေပြီးဂျာယုံကဘလို့လုပ်ဖို့စီစဉ်ထားတာလဲမေးတော့သူ့ဘာသူပဲကြီးလုပ်လိုက်မယ်လို့ဆိုပါတယ်ဒီလိုနဲ့အားကိုးရမဲ့သွားတဲ့မစ္စတာချွိုက်ကအရင်ကပေါမောက်ခကြီးရဲ့လှုပ်ဖို့ကိုင်မဲ့ဟောင်းဒေါက်တာလီဆိုသူကိုတွားရောက်တွေ့ဆုံခဲ့ပြီးပေါမောက်ခကြီးမှာတည်တဲ့လှုပ်ရှားနေတဲ့အဖွဲ့တစ်ခုရှိကြောင်းပြောပြပါတယ်ဂျာယုံကတော့မင်းသဘောတိုင်းစီတင်လိုက်ဖို့ဒေါက်တာလီစီကခွင့်ပြုချက်ရလာပြီးတဲ့နောက်သူ့လက်အောက်ကအဖွဲ့ထံကောင်မလေးကိုလက်စားတက်လိုက်ကြဖို့အမိန့်လမ်းပေးပါတယ်တစ်ဖက်ကဂျာယုံတို့ရဲ့ထမင်းဝိုင်းလေးမှာတော့အဲတိုင်းမှာယောဂအခြေအနေဆိုးလာတဲ့မိခင်ဖြစ်သူကညောင်ဟီးနဲ့ဂျာယုံတို့ကိုကြည့်ရင်သူတို့ကဘသူတွေမို့ဒီမှာထမင်းလာစားနေကြတာလဲမေးလာတာကြောင့်ဂျာယုံတယောက်ငြိမ်ကြသွားတဲ့ချိန်ဖခင်ဖြစ်သူကအပေါ်ကိုနှစ်သိမ့်ပြီးခေါ်သွားပါတယ်ငယ်စဉ်ကပုံရိပ်တွေနဲ့အိမ်မက်ဆိုးကနေလန့်နိုးလာတဲ့ဂျာယွန်းတယောက်ထုံးစံအတိုင်းခေါင်းကပေါက်ကွဲမတက်ပြန်ကိုက်နေပြီးအိတ်ချင်မှုလူနဲ့ထားလာတဲ့မြောင်ဟီးကဘိုင်းအောင်လို့ဆိုကတန့်စင်ကန်ကိုထားထွက်လာပါတယ်အဲ့ဒီချိန်လူစိမ်းတချို့ကအိမ်ထဲကိုဝင်လာကြပြီးအဲ့ဒါကိုသတိထားမိလိုက်တဲ့ဂျာယွန်းကအခန်းအပြင်ကိုထွက်လာတော့မြောင်ဟီးကိုဓာတ်နဲ့ထောက်ခံထားရတဲ့အပြင်သူ့ကိုပါတနက်နဲ့ချိန်ခံလိုက်ရပါတယ်အဲ့ဒီလူတွေကမစ္စတာချွိုက်လွတ်လိုက်တဲ့သူတွေဖြစ်ပြီးသူမကိုဘာလို့ဒီလိုတွေလိုက်လုံးနေကြတာလဲမေးတော့မင်းရဲ့လက်ချက်ကြောင့်ဒီလိုဖြစ်ခဲ့ရတာကိုမမှတ်မိဘူးလားလို့အမာယုတ်ကိုပြရင်းပြောပါတယ်
အဲ့ဒါကသူမှလည်းမဟုတ်တယ်လို့ဘာကုန်မှမမှတ်မိဘူးလို့ဆိုပေမဲ့အဲ့ဒါဆိုသက်သေပြလို့ဆိုပြီးမြောင်ဟီးရဲ့လေပင်ကိုဓာတ်နဲ့မွန်းပြနေတာမို့ဂျာယွန်းရဲ့ခန္ဓာကိုယ်ထဲကိုတခြားသူတယောက်ရောက်လာတယ်လို့ငြိမ်ကြသွားပါတယ်မင်းတကယ်ချင်းတေသွားလိမ့်မယ်နော်လို့ဟိုဘက်ကသတိပေးလိုက်ပြီးချင်းသူမှမဟုတ်ပါဘူးလို့အထက်ထက်ရေရုပ်ခါအောက်ထပ်မှာစောင်းနေတဲ့ဘဲတွေနဲ့မြောင်ဟီးရဲ့ဘေးမှာရှိနေတဲ့လူတွေအားလုံးကိုအဆုံးသတ်ပေးလိုက်ပါတယ်သူမကိုမေကုန်းနဲ့အထက်ထက်လာထုတ်နေတဲ့ခေါင်းဆောင်ဖြစ်သူကိုတော့စိတ်ရှိတိုင်းစောက်ခွက်ရိုက်နေပြီးအဲ့ဒီမြင်ကွင်းကြောင့်မြောင်ဟီးကတော့အတန်းတောင်မထွက်နိုင်ပဲထိတ်လန့်နေပါတယ်သူမမဟုတ်ဘူးလို့ဆိုနေတာတောင်ဘာလို့လိုက်နောက်ရှက်နေတာလဲဆိုတဲ့ဂျာယွန်အားငငယ်လေးကအသေးသက်ခဲ့ရမှာလို့တုံ့ပြန်လာတာကြောင့်ဦးကောင်းတက်တဲ့ကိုတနက်နဲ့ပြည့်အဆုံးသတ်ပေးလိုက်ပါတယ်အတိစိတ်ပြန်ကပ်လာတော့သွေးတန်တရရဲနဲ့လက်တွေထဲမှာတနက်ကြီးတောင်ရှိနေတာမို့ကြောက်အားလက်အားနဲ့လွတ်ချလိုက်ပြီးသွေးပြတ်ထိတ်လန့်နေတဲ့မြောင်ဟီးရဲ့အနားကိုကပ်ဖို့ကြိုးစားနေတော့အမောက်ခကြီးရဲ့လက်အောက်ခံဂုံကြတို့အဖွဲ့ပါထက်ရောက်လာပြန်ပါတယ်အခုတော့မတ်မိသွားပြီလားလို့မေးခွန်းထုတ်နေတာကြောင့်နင်တို့ကဘသူတွေမို့ငါ့ဘော်ဒီလိုလိုင်းနောက်ရှက်နေကြတာလဲလို့တုံ့ပြန်တဲ့အခါအမြဲတမ်းမိဘတွေရဲ့အိမ်မှုကိစ္စတွေကိုကူတငယ်ချင်းတွေနဲ့ရှောက်လည်နေတဲ့ဂျာယွန်းကစားတောင်ကောင်းကောင်းမလုပ်ပဲတချောင်းလုံးမှာအမြဲတမ်းပထမရနေတာကိုထူးခြားတယ်မထင်ဘူးလားလို့မြောင်ဟီးကိုပါမေးလာပါတယ်ဒီတော့မှမြောင်ဟီးကပါတန်တရားမျက်လုံးတွေနဲ့ကြည့်လာပြီးအခုချိန်ထိနေမသူလဲဆိုတာမမှတ်မိသေးဘူးပြောနေတဲ့ဂျာယွန်းအားနှစ်ဖူးကအမာညွတ်ကိုထုတ်ပြရင်နင်လောက်ခဲ့တာလို့ပြောပြပါတယ်ဘလို့ပဲဖြစ်ဖြစ်အားလုံးကိုပြန်မမိအောင်လုပ်ပေးမှာမို့သူတို့နဲ့အတားတကြီးလိုက်ခဲ့ဖို့ခေါ်ကဒီလိုမှမဟုတ်ရင်မင်းပင်သားကလူတွေကိုတက်ပြရမလားလို့ချိန်ချောက်လာတာကြောင့်ညောင်ဟီးကိုပြန်လာခဲ့မယ်လို့ဆိုပြီးသူမအဖေနဲ့အမေကိုဂရုစိုက်ပေးဖို့မှာကလိုက်သွားပါတယ်ဂျာယွန်းကိုတော့ဖမ်းတဲ့တပည့်ဖြစ်သူတွေအားမစ္စတာချွိုက်ကဘလို့မှဆက်သွယ်လို့မရတော့တာကြောင့်အခြားအဖွဲ့နဲ့နောက်ကလိုက်လာကြပါတယ်လူသူမနီးတဲ့အဆောက်အုံအဟောင်းကြီးတစ်ခုထံရောက်လာကြတော့အရင်ကမှတ်ညံနေပြန်ရလာပြီလားဆိုတဲ့မိန်းကလေးကိုမတုံ့ပြန်ပဲပါမောက္ခကြီးကသူကလိုချင်တာရလာပြီမို့ပုံဆက်နေတဲ့မစ္စတာဂျွိုက်ကိုလစ်လူရှူထားလိုက်ပါတယ်ဂျာယွန်းကိုတော့စမ်းသက်ခန်းတစ်ခုထဲမှာထားခဲ့လိုက်ပြီး10နှစ်ကျော်လောက်ရှာခဲ့ရတဲ့ဆိုတဲ့ပါမောက္ခကြီးကဟောက်ထွင်းမြင်ရတဲ့မန်ကနေတဆင့်လမ်းပြောနေပါတယ်အခုထိဘာမှမသိသေးတဲ့ဂျာယွန်းကဒါကဘယ်နေရာလဲလို့မေးတော့အကုန်မမိသွားအောင်လုပ်ပေးမယ်ဆိုပြီးဘေးနာကဘဲကိုစေးတလုံးထိုးထည့်ခိုင်းလိုက်ပါတယ်အဲ့ဒီချိန်မှာစမ်းသက်အတုံးချခံခဲ့ရတဲ့ငယ်စဉ်ကပုံရိပ်တွေပြန်ပေါ်လာပြီးကလေးတွေအားလုံးထဲမှာဂျာယွန်းကအထူးခြားဆုံးဖြစ်ခဲ့တဲ့အပြင်အားလုံးကိုရှင်းပြဖို့အထက်ကအမိန့်ကြလာတော့ထွက်ပြေးလွတ်မြောက်သွားတာကလည်းဂျာယွန်းတယောက်ပဲရှိခဲ့ပါတယ်အားလုံးကိုပြန်မမိလာချိန်သူမအပေါ်ဘာလို့ဒီလိုလုပ်ခဲ့ကြတာလဲဆိုတဲ့အခါထူးခြားတဲ့စွမ်းရည်တွေတောင်ရခဲ့တာမို့သူမကိုကျေးဇူးတောင်တင်နေတယ်လို့ပေါမောက္ခကြီးကတုံ့ပြန်ပါတယ်ကလေးတွေအားလုံးထဲမှာဂျာယွန်းကသူလိုချင်တာနဲ့အနီးဆက်ဆုံးဖြစ်ခဲ့ပြီးဒီလိုစမ်းသပ်မှုအောင်မြင်သွားတော့ထိန်းချုပ်ဖို့နီလန်မရှိတော့မှာကိုအထက်ကကြောက်ရွံ့လာကြတာကြောင့်တခွဲကန်းကကလေးတွေအားအမြန်ဆုံးသတ်လိုက်တော့ဖို့အမိန့်ကျလာကြောင်းရှင်းပြပါတယ်သူမခက်ခက်ခဲခဲဖန်တီးခဲ့ရတာဖြစ်တာကြောင့်အရန်နှမျောမိခဲ့ပြီးသူတို့လှုပ်ခဲမိတဲ့တခုတည်းသောအမှားကသူတို့ဖန်တီးခဲ့တဲ့ကလေးတယောက်ပါပဲဆိုပြီးဂျာယွန်းကိုအထင်သေးခဲ့မိကြောင်းနဲ့အားလုံးကိုရှင်းပြမဲ့နေ့မှာနှင်းရှင်းမှာပိတ်နေခဲ့တဲ့သူမှန်သမျှအသက်တောင်မရှင်ခဲ့ဘူးလို့ဆိုပါတယ်ပြီးတော့ဗီဇာပြောင်းခံထားရတဲ့သူတွေအားလုံးသူမတို့စီမှာပဲရှိတဲ့တခုတည်းသောဖြစ်ချင်းဒီကိုအသုံးမချရင်အုံနောက်ပောက်ကွဲပြီးတည်သွားမယ်လို့တွက်ခဲ့ပေမဲ့ဂျာယွန်းကတော့10နှစ်တောင်ကြာပြီးတဲ့အချိန်မှပြန်ပေါ်လာတယ်လို့ဆိုရင်အတီးပြုလို့ရမယ့်အချက်ကိုတောင်အဆိုပြိုင်ပွဲမှာလုတ်ပြသွားကြောင်းပြောပြပါတယ်အဲ့ဒီချိန်အရင်ကလိုပဲခေါင်းကပေါင်ကွဲတော့မတက်ပြန်ကြိုက်လာပြီးသူမတို့စီကဖြစ်ချင်းဒီကိုအသုံးမပြုဘဲနေလာတာ10နှစ်တောင်ရှိပြီမို့အဲ့ဒီလက္ခဏာကအထူးအထိပ်ရောက်နေပြီဖြစ်တာကြောင့်သွေးတွေရှန်ထွက်လာလိမ့်မယ်လို့ပေါမောက္ခကြီးကအတိအကျပြောပါတယ်ခဏနေမှအချက်ပြလိုက်တာမို့ဘေးနာကဘဲကဂျာယွန်းကိုဆေးနောက်တစ်လုံးထိုးထည့်ပေးလိုက်ပြီးအဲ့ဒီဆေးကနာကျင်မှုနဲ့တေဆုံးခြင်းကနေကယ်တင်ပေးနိုင်မဲ့တခုတည်းသောဖြစ်ရှင်နည်းပဲလို့ဆိုကအခုချိန်ကစပြီးနေ့မှရှိတဲ့အင်အားတွေကိုစိတ်ကြိုက်အသုံးချလို့ရသွားပြီလို့ပြောပြပါတယ်ဒါပေမဲ့အဲ့ဒီဆေးကတလားပဲအကျိုးသက်ရောက်မှဖြစ်တာကြောင့်နောက်တစ်ခုထပ်မတိုးရင်နာကျင်မှုဝေဒနာတွေကနှစ်ဆသက်ရောက်လာမှာမို့လာတိုင်းဒီဆေးကိုလိုအပ်နေမှာဖြစ်ကြောင်းရှင်းပြနေတော့မင်္ဂလာပါဗမောက္ခကြီးလို့ဆိုပြီးချက်ချင်းအချိုးတွေပြောင်းသွားတဲ့ဂျာယွန်းကရှင်းမဒီဖြစ်ရှင်းတဲ့နေတိုင်းရှိတယ်ဆိုတာကိုသူမအစောတည်းကသိတယ်လို့ဆိုပါတယ်စောင့်ကြည့်နေကြတဲ့ဂုံကြတို့အဖွဲ့ကလည်းထိတ်လန့်ကုန်ပြီးသူတို့ကဂျာယွန်းကိုရှာတွေ့တာမဟုတ်ပဲအဲ့ဒီကောင်မကသူတို့ကိုရှာတွေ့သွားတာဖြစ်ကြောင်းပြောပါတယ်ဘာမောက္ခကြီးပါသူမအမားလုံးမိလိုက်ပြီဆိုတာကိုသိသွားတဲ့နောက်ခုံမမရှိတော့တဲ့ဂျာယွန်းကဘေးနာကဘဲကိုအရင်အဆုံးသက်ပေးလိုက်ချိန်အခန်းထဲကိုအာယုံကျော်တန်းငွေတွေလှုပ်ခိုင်းလိုက်ပေမဲ့ဂျာယွန်းကတော့မျက်နှာချက်ကနေဖောက်ထွက်သွားပြီဖြစ်ပါတယ်မျက်နှာချက်ထဲကနေပဲဘာမောက္ခကြီးရဲ့အဆောင်တွေကိုပြစ်ခတ်ရှင်းလင်းလိုက်ပြီးဘေးနာမှာတနက်ကြီးနဲ့လာချိန်နေတဲ့ဂျာယွန်းကအရန်ကိုတွေးကျင်နေခဲ့တာလို့ဆိုပါတယ်ကျမလိုညံကြီးရှင်ကရှင်တို့ကိုဘာကိစ္စမေးရမှာလဲလို့မေးရင်သူမအချိန်အများကြီးမကြံတော့တာကိုသိပြီးတဲ့ကဘာမောက္ခကြီးကိုတွေ့ရဖို့ကြိုးစားစုံစမ်းခဲ့ပေမဲ့ဘလို့မှမရခဲ့တာကြောင့်နာမည်ကြီးတဲ့အဆိုပြိုင်ပွဲကနေနီလန်ပြောင်းပြီးရှာခဲ့တယ်လို့ဆိုပါတယ်ပထမဆုံးဂုံကြာလာတွေ့တဲ့အချိန်တုန်းကလည်းဘာမှမသိသလိုဟန်ဆောင်ပြုတ်မှုခဲ့ပြီးကျမကိုလာရှာအောင်အရွေးစီစဉ်ခဲ့တာဖြစ်ကြောင်းရှင်းပြရင်ဘာမောက္ခကြီးရဲ့ခြေထောက်တစ်ဖက်ကိုပြစ်ချိုးကဒီဆေးရဲ့ဖော်မြူလာကိုဘယ်မှာထားသလဲလို့မေးပါတယ်
စက်သက်ခတ်ထန်ဂုံကြတို့ကလာနေကြတော့မစ္စတာချွိုက်တို့အဖွဲ့ပါရောက်လာချိန်ပေါမောက်ခကြီးရဲ့နောက်မှရှိနေတဲ့အဖွဲ့ကအရင်ကသူပြန်ဖမ်းမိခဲ့တဲ့ကလေးဖြစ်တဲ့ဂုံကြတို့ဖြစ်နေမှန်းသိခဲ့ရပါတယ်။ဂျာယုံကတော့ပေါမောက်ခကြီးကိုတရွတ်တိုက်ဆွဲခေါ်လာပြီးဂုံကြကအရင်လာတိုက်ခိုက်တာမို့မတွေ့ရတဲ့အတော်တွင်တော်တော်အားတန်လာတာပဲလို့ဆိုတော့ငယ်ငယ်တုန်းကလို့မဟုတ်တော့ဘူးဆိုတဲ့ဂုံကြအားဒဲမျိုးကိုကုတ်ခါဆွဲမြောက်လိုက်ပါတယ်။အဲ့ဒါကိုပြန်ခုခံလာတာကြောင့်စိတ်ရှိတိုင်းစောင့်ကန်လိုက်ပြီးထားပြေးဖို့လုပ်နေတဲ့ပေါမောက်ခကြီးရဲ့ခြေထောက်နောက်တစ်ဖက်ကိုပြစ်ချိုးလိုက်ပါတယ်။ပြန်ထပြီးတိုက်ခိုက်လာတဲ့ဂုံကြအားမတ်လောက်သားလောက်အောင်ဆုံးမနေတော့မစ္စတာချွိုက်ကနောက်ကလမ်းပြစ်လိုက်ပြီးအနားကိုရောက်လာတော့ခေါင်းကိုပြစ်ဖို့ဘေးကအော်နေတဲ့ပေါမောက်ခကြီးအားအယုံနောက်တာနဲ့တခါတည်းပြစ်တက်ပေးလိုက်ပါတယ်။အဲ့ဒီချိန်ထက်ရောက်လာတဲ့ဂုံကြရဲ့လက်ထောက်ကောင်မတယောက်ကိုစောက်ခွဲရိုက်ခါခဏနေကနေရာမှာမရှိတော့တဲ့ဂျာယုံကနောက်မှရောက်နေပြီးမစ္စတာချွိုက်အားတခါတည်းဇက်ချိုးဆုံးသက်ပေးလိုက်ပါတယ်။အဲ့ဒီနောက်ဂျာယုံလိုချင်တဲ့ဆေးတလုံးကိုဂုံကြကထုတ်ပြလာပြီးနောက်ထပ်ဟာတွေကရုံးချုပ်မှရှိတဲ့သူတေသနာခန်းထဲမှာရှိတယ်လို့ပြောပြတဲ့အချိန်အဲ့ဒီရုံးချုပ်ကဘယ်မှာလဲမေးတော့အသက်ရှင်ကြံခဲ့ရင်ပြောပြမယ်လို့တုံ့ပြန်လာတာကြောင့်အခုချိန်ထိတိုက်ခိုက်ချင်သေးတာပေါ့လို့မေးပါတယ်။ဂျာယုံကိုအဆုံးသတ်ဖို့ဂုံကြကရှေ့မှာအာယုံလွဲနေချိန်ခဏနေကဆောက်ခွဲရိုက်ခံထားရတဲ့ကောင်မကထားလာပြီးဓာတ်နဲ့ပြေးထိုးမယ်အလို့သူပဲအဆုံးသတ်မလားဖြစ်ခဲ့ရပါတယ်။နောက်ဆုံးတယောက်သာကြံတော့တဲ့ဂုံကြကတော့နောက်ကနေခေါင်းကိုတက်တဲ့တနက်နဲ့လာချိန်ထားတဲ့ဆိုပေမဲ့ဂျာယုံကစိတ်နဲ့ပဲပြန်ထိန်ချုပ်ခါရင်ဝါကိုဓာတ်နဲ့ဆောင်းထိုးလိုက်ပြီးသူတေသနာကန်ရှိရကိုမေးတော့ဒီလိုဘွားကြီးနဲ့ဆက်သွားခြင်းသေးလားဆိုတဲ့ဂုံကြကသူသာဆိုဂျာယုံအနေနဲ့ပဲတည်သွားလိုက်တော့မှလို့သွေးယူသွေးတန်းနေလျှောက်ပြောနေပါတယ်။ဂျာယုံကတော့သူမကအသက်ဆက်ရှင်ရအောင်မှဖြစ်လို့သူတေသနာကန်ရှိရကိုပဲမေးတဲ့အခါစောက်ခွက်ပဲပြောင်ပြနေတဲ့ဂုံကြအားဘာမှထပ်မေးမနေတော့ပဲအဆုံးသတ်ပေးလိုက်ပါတယ်။ရုံးချုပ်ရှိရထံကိုမတိသွားပေမဲ့ယခုတက်ခွဲကမ်းမှာရှိတဲ့ထိုးသေး6လုံးကိုဝင်ယူသွားပြီးတဲ့နောက်သူမအပြက်ရှင်းထားခဲ့တဲ့လူတွေနဲ့ပတ်သက်ပြီးအိမ်မှာရေးပေါ်ကားတွေနဲ့ရဲကားတွေဝိုင်းနေတာကိုအဝေးကနေလမ်းမြင်လိုက်ရပါတယ်။ဒီလိုထိတ်လန့်စရာအဖြစ်အပျက်တွေကြောင့်ဆေးရုံရောက်နေပြီဖြစ်တဲ့မိဘဖြစ်သူတွေထံဂျာယုံကနောက်ကလိုက်လာပြီးသမီးကိုဒီလိုပုံစံနဲ့မြင်ရင်အံ့ဩသွားမှကြောင့်သမီးအမေအိပ်ပျော်သွားတာတော်ပါသေးတယ်လို့ဖခင်ကဆိုလာပါတယ်။အမေဖြစ်သူပြန်တက်တာလာအောင်တခြားနီလန်မရှိတော့တာမို့ယူလာတဲ့ထိုးသေးတွေကနေဂျာယုံကနှစ်ခုသာယူထားလိုက်ပြီးကျန်တာကိုတလားတစ်ကြိမ်နဲ့အမေအတွက်အသုံးပြုဖို့မှာကသမီးတေချာပေါက်ပြန်လာခဲ့မယ်လို့ပြောသွားပါတယ်။သမီးဖြစ်သူထွက်ခွာမသွားခင်ငါသမီးဘလို့ဘွားကနေပဲလာလာအဖေတို့ကအဲ့ဒီလိုပုံစံနဲ့ပြိုးထောင်ကြတာမဟုတ်ဘူးလို့ဆိုရင်သမီးအရွယ်ရောက်လာတာနဲ့အမျှသူမွေးထားတဲ့နွားတွေရောခွေးတွေပါအကြောင်းမဲ့တေကုန်တာကြောင့်သူတို့ဆုံးမလေးတယောက်ကိုမြန်မွေးသားမိနေကြတာလားဆိုပြီးကြောက်ရွံ့နေမိခဲ့ကြောင်းပြောပြပါတယ်။သူလမ်းမေးကနေကောက်ပြီးမွေးသားခဲ့တာကိုနောင်တတောင်ရမိခဲ့တဲ့အပြင်တနေရာရာကိုပို့လိုက်ရမလားဆိုပြီးတောင်တွေးမိခဲ့ပေမဲ့သမီးအမေကတော့မြေတားနဲ့ဆောက်ချောက်ရင်ချစ်ဖို့ကောင်းတဲ့သမီးလေးဖြစ်လာမှာလို့ဆိုပြီးဘလို့မှပြောလို့မရခဲ့ကြောင်းရင်ဖွင့်ပါတယ်။ဒီလိုနဲ့ဂျာယွန်းတယောက်ထွက်သွားတဲ့အခါဆေးရုံအပေါ်ကနေလမ်းကြည့်နေတဲ့မြောင်ဟီကိုလည်းအဝေးကနေပဲလမ်းနှုတ်ဆက်ထားခဲ့ပြီးလူသူကင်းမဲ့တဲ့လမ်းမတွေပေါ်တယောက်တည်းထွက်ခွာသွားခဲ့ပါတယ်။သုံးလကြာပြီးသွားတဲ့နောက်ကမ်းခြေဘေးနားကအဆောက်အုံတစ်ခုထဲမှာအစမ်းသက်ခံရတဲ့ကလေးတွေရဲ့ကိုရေးအချင်းတွေကိုကြည့်နေတဲ့ပေါမောက်ခကြီးရဲ့အမွာညီမဖြစ်သူထံအဆောင်တယောက်တောင်တတိမထားမိလိုက်ခင်ဂျာယွန်းကအထဲကိုရောက်နေခဲ့ပြီဖြစ်ပါတယ်။ပထမဆုံးတွေ့ဆုံခြင်းမလို့အရင်နှုတ်ဆက်လာတဲ့ဂျာယွန်းအားအမစီကမင်းเจ้าကိုအမြဲတမ်းကြားခဲ့ဘူးကြောင်တုံ့ပြန်တော့အဲ့ဒီအမရဲ့သတင်းကိုရောကြားပြီးပြီမလားလို့ချိန်ချောက်ပါတယ်။ပြီးတော့ထိုးသေးတွေအပြည့်ပါတဲ့တစ်တာတစ်ခုကိုဂျာယွန်းကဖွင့်ပြတော့မင်းလိုချင်တဲ့အဲ့ဓာတွေအတွက်နေရာအနှံ့မြေလံပြီးရှာခဲ့ပြီးပြီမလားမေးတဲ့အခါဒီဆွေးတွေကအချိန်တန်ရင်ကုန်သွားမှာမို့အဲ့ဒါထက်သေးကြတဲ့နီလန်းကိုရှာခြင်းရှင်းကိုရှာရမယ်လို့လူတစ်ယောက်ကပြောလိုက်ကြောင်းအသိပေးပါတယ်။အဲ့ဒီချိန်အမေအဆင်ပြေတာမို့ဘာမှမလုပ်ပါနဲ့လို့ပေါမောက်ခကြီးရဲ့ညီမကတားလိုက်တာကြောင့်ဘေးနားမှာအမာရွတ်နဲ့မိန်းကလေးတစ်ယောက်ရောက်နေမှန်းကိုမျက်နှာချင်းဆိုင်ကမှန်ကနေတစ်ဆင့်မြင်လိုက်ရပြီးသူ့ကိုလာထိရင်ခေါင်းပွင့်သွားမယ်နော်လို့ဂျာယွန်းကသတိပြန်ပေးလိုက်ပါတယ်။